တစ်ဖက်မှာ3ရက်ကိုမှတ်ထားပေးပါစနေအင်္ဂါတောက်ကြပြန်ပြောပါမယ်စနေအင်္ဂါတောက်ကြအဲ့ဒီရက်3ရက်မှာညနေခင်းပိုင်းမှာဖြစ်စေမနက်ခင်းပိုင်းမှာဖြစ်စေလမ်းမကိုသွားပါပြီးလို့ရှိရင်ဖက်ကလေးခင်းမှာသို့မဟုတ်အောက်ကခံစရာတစ်ခုခုလေးခင်းပြီးတော့ခွေးစာကျွေးပေးပါလမ်းဘေးမှာသွားလာနေတဲ့ခွေးလေးတွေအတွက်ခွေးစာကျွေးပေးပါအဲ့ဒီရက်3ရက်ကိုတော့မဖြစ်မနေတေချာလေးလုတ်ပေးမယ်ဆိုလို့ရှိရင်ငွေကြေးကန်နဲ့ပတ်သက်ပြီးတော့တိုးတက်လာပါလိမ့်မယ်ခင်ဗျာအကျွေးတွေနဲ့ပတ်သက်ပြီးတော့ခြေဖို့ကကံကြမ္မာအထောက်ကံကောင်းလေးတွေရရှိလာပါလိမ့်မယ်ဒါသည်ရေရာဖြစ်တဲ့အတွက်ကြောင့်ရက်ရွေးခြင်းဖြစ်ပါတယ်ဒါနပြုတဲ့ဟာဆိုရင်တော့နေ့ရက်ရွေးစရာမလိုပါဘူးအင်္ဂါစနေတောက်ကြဟုတ်ပြီနော်အဲ့ဒီ3ရက်မှာကျွန်တော်တို့ရေရာလေးကိုလုပ်ပေးပါခင်ဗျာ